Ryan Kane ဆိုတာတစ်ချိန်က Manchester United ကစားသမားတွေအမိကုတ်အောင်ကြောက်ရတဲ့အသင်းကောင်းဆောင်တစ်ယောက်ပါပြိုင်ဘက်အသင်းသားတွေကလည်းသူ့ကိုရှိန်ကြသလိုကွင်းထဲရောက်သွားရင်လည်းသူ့အသင်းသားတွေကိုထိရင်သူနဲ့ညှိတာပဲဆိုပြီးဘသူကိုမဆိုဖျဲတဲ့သူပါတစ်ချိန်က Manchester United အသင်းရဲ့လူငယ်နောက်ခံလူ PK ကတော့ Ryan Kane ကိုလူဘလူးကြီးတစ်ကောင် Ferguson လွတ်ထားတဲ့လူစိုးထိန်တယောက်လို့ပြောပါတယ်တချို့ကတော့ Ryan Kane ဟာစက်ရုပ်တရုပ်လိုခတ်ထန်တဲ့လူယူးကြောင်ကြောင်နိုင်တဲ့လူအောင်မြင်မှုတွေနဲ့မစိမ့်တဲ့လူဒီလိုမှတ်ချက်စကားတွေပြောပူးကြပါတယ်ဒီနေ့မှာတော့ကပတိန်လူချမ်းကြီး Ryan Kane အကြောင်းသူ့ရဲ့မိတ်ဆွေတွေအသင်းပေါ်ဟောင်းတွေကစားသမားဟောင်းတွေကဘလို့ပြန်ပြောင်းပြောခဲ့ကြတယ်လဲဆိုတာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်Manchester United အသင်းရဲ့တိုက်စစ်မှုဟောင်း Nestor Ryan ကတော့ဒီလိုပြောပူးပါတယ်Ryan Kane ကကျွန်တော်ကို4လလောက်စိတ်ဒုက္ခပေးခဲ့တာပါကျွန်တော် United ကိုရောက်ခါစားကစပင်ကဒီတက်ရှေ့ပြီးတော့ခေါင်းစည်းတစ်ခုလည်းပတ်ထားသေးတယ် training မစင်းခင်ဆိုရင်အဲ့ဒီခေါင်းစည်းပတ်ဖို့အဝတ်လဲကန်းထဲမှာမှန်ကြည့်ရတော့ပေါ့ဗျာအဲ့ဒီမှာသူနဲ့ကြုံတိုင်းငါလိုးကြနေတာပဲဆိုပြီး3လတိတိနေစဉ်ရက်ဆက်ပြောခံရတာပါကျွန်တော်လည်းနောက်ဆုံးမခံနိုင်တော့တာနဲ့အဲ့ဒီစပင်ကိုညှက်လိုက်ရပါတယ်နောက်ထပ် Manchester United တင်းရဲ့တိုက်စစ်မှုဟောင်း Forlan ကတော့ဒီလိုပြောပါတယ် Manchester United ကိုကျွန်တော်ပြောင်းလာတဲ့အချိန်မှာ training ဆင်းတဲ့အခါဘောလုံးကိုဂိုးပေါက်ရဲ့အပေါ်ထောင်ထဲဝင်အောင်ကန်ဖို့ကျွန်တော်အမြဲကြိုးစားတယ်ဘာလို့ဒီလိုလုပ်နေရလဲဆိုတော့ကျွန်တော်ကအသစ်ပြောင်းလာတဲ့လူဖြစ်နေတော့ဒီကစားသမားတွေအထင်ကြီးလာအောင်လုပ်ပြတာမျိုးဖြစ်ရင်ဖြစ်မှာပေါ့လေဒါမှမဟုတ်အကောင်းဆုံးဂိုးကိုသွင်းပြချင်တာမျိုးလည်းဖြစ်မှာပေါ့ဒီနေ့ Ryan Kane ကျွန်တော်စီရောက်လာပြီးအကြံတစ်ခုပေးသွားတယ်သူပေးတဲ့အကြံကတကယ်ကိုရိုးရိုးလေးပါပဲဒီနေ့ဒီအချိန်ထိချားတိတ်လေးတွေကိုကျွန်တော်ပြန်ပြောပြနေရတော့တဲ့အထိကောင်းတဲ့အကြံမျိုးပါဒါတော့ကျွန်တော်ကတိုက်စစ်မှုနော်သူကကွင်းတယ်လူဒီကိုမင်းပြစ်မှတ်ကိုသာထိအောင်ကန်ဖို့ကြိုးစားစမ်းပါကွာတကယ်လို့မင်းကန်လိုက်တာပြစ်မှတ်ကိုထိသွားတယ်ဆိုရင်အ ਨੇ ဆုံးတော့ဂိုးရမယ့်အခွင့်အရေးရှိတယ်အဲ့ဒီလိုမှမဟုတ်ရင်တော့ဂိုးသမားကမင်းကန်ချက်ကိုလွယ်လွယ်မပုတ်နိုင်ဘူးအဲ့တော့ငါတို့ဘက်ကဂိုးသွင်းနိုင်ချေရှိသေးတယ်အပေါ်ထောင်ထဲဝင်သွားတဲ့ဂိုးတကိုးကလှတယ်ဆိုတာငါလည်းသိပါတယ်ဟိကောင်ရဒါပေမဲ့မင်းကန်ချက်ကပြစ်မှတ်ကိုမထိဘူးဆိုရင်မင်းလိုချင်တဲ့ဂိုးမျိုးလည်းရမှာမဟုတ်သလိုငါတို့မှလည်းဂိုးရနိုင်မယ့်အခွင့်အရေးမျိုးရှိမှာမဟုတ်ဘူး2018ကမ္ဘာဖလားတုန်းကသူနဲ့မော်စကိုမှာထပ်ဆုံတယ်ကျွန်တော်တို့တဲတဲ့ဟိုတယ်ချင်းကလာတူနေတယ်ဥရုဂွေးပေးတဲ့တချို့ကကျွန်တော်ကိုလာမေးတယ်အဲ့ဒါ Ryan Kane လားတဲ့ဟုတ်တယ်လေအဲ့ဒါ Ryan Kane လို့ကျွန်တော်အတီးပြူပေးလိုက်တယ်ခက်တာကသူတို့က Ryan Kane ကို Bobby Kane နဲ့မှားနေတာပါအဲ့ဒီပေးတဲ့တချို့က Ryan Kane စီရောက်သွားပြီး Bobby ကျွန်တော်တို့ဓာတ်ပုံတွဲရိုက်လို့ရမလား Ryan Kane ဘာပြန်ပြောလဲဆိုတော့မင်းတို့ငါ့နာမည်မသိရင်ငါဓာတ်ပုံရိုက်မခံဘူးနော်ဟဲ့ကောင်တွေနိုင်ဝက်လောက်ကြာမှ तू အဲ့ဒီပေးတဲ့တချို့နဲ့ဓာတ်ပုံရိုက်ဖြစ်သွားတယ်ကဲမင်းကအသက်လည်းကြီးလာပြီဒီအသက်ဒီရွယ်မှာနုနုညံ့ညံ့လေးတော့နေပါအောင်ဟာလို့ကျွန်တော်တို့လည်းသူ့ကိုနားချခဲ့ရပါတယ်Ryan Kane ရဲ့နိုင်ငံအသင်းပေါ် Ireland လက်ရွေးစင်ကစားသမားဟောင်း Jason Mattia ကတော့သူကြုံခဲ့ဘူးတာကိုဒီလိုပြောခဲ့ပါတယ်1994ကမ္ဘာဖလားမှာကျွန်တော်တို့နော်ဝေးနဲ့ကန်ခဲ့တုန်းကပေါ့နိုင်ငံတော်တချင်းဆိုဖို့ကွင်းထဲမှာကျွန်တော်တို့နေရာယူထားပြီးပြီခက်လန်းလန်းကိုဖျက်ခနဲ့လှမ်းကြည့်မိတဲ့အချိန်မှာအသင်းကောင်းဆောင် Eddie Townsend ကပတ်ကီဘုံနာကိုတခုခုကပ်ပြောနေတာကိုတွေ့လိုက်တယ်ပတ်ကီဘုံနာကလည်းသူ့ဘေးနားရက်နေတဲ့ Terry Phelan ကိုတူတူလေးကပ်ပြောလိုက်တယ်ဒီလိုနဲ့အဲ့ဒီစကားကိုလက်ဆင့်ကမ်းလာလိုက်တာ John Edwards စီကိုရောက်လာတဲ့အထိပေါ့သူပြီးရင်ကျွန်တော်နဲ့ပဲအဲ့ဒါနဲ့ခဏနေတော့ John Edwards ကကျွန်တော်နားကိုကပ်ပြီးတူတူလေးပြောတယ်ပွဲကြည့်စင်ပေါ်က F10 ကိုကြည့် Viking အုပ်ထုတ်ဆောင်းထားတဲ့ငှက်မလေးတွေကိုတွေ့လာရင်အောင်ရွယ်စားကြီးတွေကိုလည်းကြည့်လိုက်စမ်းမအောင်ကွာမင်းဘေးကတယောက်ကိုငါပြောတဲ့အတိုင်းပြန်ပြောလိုက်ကျွန်တော်လည်းဘေးကလူကိုသူပြောတဲ့အတိုင်းပြန်ပြောဖို့ကြည့်လိုက်တော့ Oh my god Ryan Kane ပါလားကျွန်တော်လည်းဘာလို့ရမှန်းမသိတာနဲ့ John Edwards ကိုပြန်ကြည့်လိုက်တယ်ပြောမှပြင်ပြောစမ်းပါဘာဆက်လုပ်ရမလဲစဉ်းစားဖို့ကျွန်တော်မှစက္ကန့်ပိုင်းလေးပဲအချိန်ရတယ်အဲ့ဒါနဲ့ Ryan Kane ဘက်ကိုပြန်လှည့်ပြီးသူ့နားအနားကပ်ပြီးတူတူလေးပြောလိုက်တယ်တောင်းတာကေးရီဘောလုံးမပြတ်စေနဲ့ယူယူမိုက်မိုက်တွေမလုံးမိစေနဲ့Ryan Kane Ipswich Town နီးပြားပေါ်မှာကစားသမားတွေကလည်းသူ့ကိုရှိန်ကြပါတယ်။ Ipswich Town ကစားသမားဟောင်း Jonathan Walter ကတော့အချိန်နောက်ကျတဲ့ကိစ္စနဲ့ပတ်သက်လာရင် Ryan Kane ကတော့တခုခုပဲခင်ဗျားသူ့ရှိမှဘယ်တော့မှနောက်မကျမိစေနဲ့တစ်စက္ကန့်နောက်ကျရင်တကယ်ကိုတစ်စက္ကန့်လေးနောက်ကျတာနဲ့လစာဖြတ်ခံရပြီသားမှတ်တပတ်စာမဟုတ်ရင်နှစ်ပတ်စာလောက်တော့အသာလေးပဲ Christmas လိုနေကြီးမှာကျွန်တော်တို့ training ဆင်းရတယ်လူတိုင်းရောက်နေပြီဒါပေမဲ့ဗန်တက်ချာတယောက်တော့ပေါ်မလာသေးဘူးသေးဘူးလေ့ကျင့်ခန်းလုပ်ဖို့ကျွန်တော်တို့ကုန်ကွင်းနဲ့ရောက်နေပြီအဲ့ဒီအချိန်ထိဗန်တက်ချာကိုအရေးအောင်တော့မမြင်ရသေးဘူးကျွန်တော်တို့လည်းတွေးနေပြီပေါ့ဒီကောင်တော့ဒီကိုရောက်တာနဲ့လစာဖြတ်ခံရပြီနှစ်ပတ်စာလောက်တော့ပြောင်းသွားမှာပဲကျွန်တော်တို့တွေးတာကဒီကောင်သူ့အိမ်မှာသူ့ကလေးတွေနဲ့ Christmas လက်ဆောင်တွေပျော်ပျော်ကြီးဖောက်နေမယ်ပေါ့ဘယ်ဟုတ်မလဲ training ဆင်းဖို့2မိနစ်လိုမှာတစ်ပင်တွေကြားကနေဝီဆိုတဲ့အတန်ကြီးကိုကျွန်တော်တို့အားလုံးကြားလိုက်ရတယ်ကျွန်တော်တို့မောကြည့်လိုက်တဲ့အချိန်မှာရဟန်းရင်တစီ training ကွင်းရဲ့အလဲကိုဆင်းလာတာကိုတွေ့လိုက်ရတယ်ရဟန်းရင်ရက်သွားတဲ့အချိန်မှာရဟန်းပေါ်ကနေလွှာကနေခုံဆင်းလာတာဗန်တက်ချာဒင်းက training ဝတ်စုံမှာဝတ်ထားပြီးပြီးတော့မှဘာမှမဖြစ်ခဲ့သလိုမျက်နှာဘေးနဲ့ကျွန်တော်တို့စီလာပြီးသွေးပူလေးချင်ကန်လာလုံနေတယ်နီးပြကြီး Ferguson ကလည်း Ryan Kane ရဲ့တကိုယ်လုံးမှာအမာကျောဆုံးတဲ့အခက်ထန်ဆုံးအပိုင်းကသူ့ရှာပဲလို့ပြောမှုပါတယ် Ryan Kane ကိုအခက်ထန်ကြမ်းတဲ့သူလူဘလူးကြီးလို့သမုတ်ကြပေမဲ့ Ryan Kane ဟာမန်ယူအသင်းကနေနီးပြအိုလီဂနာဆိုရှာထုတ်ပယ်ခံရတာကိုသိချင်းတစ်ချိန်ကအသင်းပေါ်ဟောင်းကြီးကိုနှစ်သိမ့်ပေးဖို့8နာရီကြာကားမောင်းက Manchester ကိုပြန်လာခဲ့ဘူးပါတယ် Ryan Kane အနားယူသွားတာ220လောက်ရှိပါပြီဒါပေမဲ့အသင်းကောင်းဆောင်ပီတာနေတော့ပါပဲ